မင်္ဂလာပါဒီတစ်ခေါက်လေးတော့ဂျိတ်ကလေးပေါ့နော်ဒီစင်လေးကိုကျွန်မအပြည့်လေးလည်းရောင်းခဲ့မှုတယ်ဒီလိုခတ်ချဲချဲလေးတော့တိတ်အောင်ရောင်းမှုအပြည့်ပူရောင်းမှုပါတယ်နော်အခုတစ်ခေါက်မှတော့သူကတော့ခတ်ချဲချဲလေးခတ်ထားတယ်ခဲပြာရောင်လေးပါခဲပြာလေးကိုသူကအသားချက်လေးတွေလည်းပါပါတယ်နော်သူကဒီမှာ3ကြိုးခတ်ပြီးတော့ဒီမှာအသားချက်ပြန်ခတ်တယ်3ကြိုးသွားပြီးအသားချက်ကလေးကြံခဲ့ရပေါ့နော်အဲ့တော့အသားချက်လေးလွတ်နေတယ်အဲ့ဒါကြောင့်မလို့သူကဂျက်ပြင်ပုံစံမျိုးချိန်မဟုတ်ဘူးပေါ့နော်ဂျက်ပြင်ပုံစံမျိုးတချို့ကလည်းမကြိုက်ဘူးပေါ့နော်ဒီလိုခက်ကြဲကြဲလေးကြိုက်တယ်ဆိုရင်ဒါလေးကိုပါပွဲလေးလည်းတိုးတယ်အယောင်လေးလည်းလင်းပါတယ်သူကပရီမီယာပိုးလေးကိုပေါ်ဝါလေးလည်းပါတယ်စီလုံးလေးက2,400,000ပါနော်ခဲပြရောင်လေးပါခဲပြရောင်လေးကိုပါလေလင်းလင်းလေးအရန်လာတယ်ပြီးတော့ချိတ်ကလည်းသူကချိတ်တီတီလေးပြောမှာပေါ့နော်ချိတ်တီတီလေးအယောင်လေးကဒီလိုလေးအင်ကြီးစားဒီဘက်မှာတစ်လိုင်းဒီဘက်မှာတစ်လိုင်းပေါ့နော်အနာကွက်လေးအတွက်2လိုင်းလေးပါပါတယ်အယောင်လေးကလေလင်းကြီးနေရပဲတန့်တန့်လေးနော်လုံးဝတန့်တန့်လေးပြီးတော့သူကအပြည့်ဂျက်မင်ဟုတ်တယ်ဂျက်ပြင်ပုံစံမျိုးမဟုတ်တဲ့အတွက်ကြောင့်လေပပလေးနဲ့ပွဲတူလို့ရတာပေါ့နော်ဒါလေးကကျတော့နံပါတ်က129ပါဒီအစင်းကအထက်ထွက်နိုင်ထိုက်ရနိုင်ပါတယ်နော်ဒါလေးကဆက်လက်ခတ်နေထက်လေးရနိုင်ပါတယ်သူကတော့အပြည့်မခတ်ထားဘူးပေါ့နော်ဒီခေါက်တော့ဒီလိုမျိုးလေးခတ်တယ်အပြည့်စင်လေးလည်းရင်တော့ကတော့ရောင်းခဲ့ပူပါတယ်အဲ့တော့ပွဲတူမယ်ဆိုရင်ပပုံစံလေးနဲ့ပွဲတူချင်နေဆိုဒီချိတ်ထရဒီထောင်လေးကပိုဆန်ပြီးတော့လင်းပါတယ်လို့ချင်းဆက်တယ်အားပေးပါရှင်